တော်လေးအော်တောင်းနေဖြစ်နေတဲ့ကိစ္စလေးဖြစ်တဲ့ကလေးတွေကိစ္စပေါ့နော် grade 7 grade 8ကျောင်းသားတွေ grade 7ကျောင်းသားလေး2ယောက်ရဲ့ပြဿနာဒါတွေကြည့်လို့ရှိရင်ကျမတို့အများကြီးထိတ်လန့်ရမယ်ကလေးတွေအနာဂတ်ကိုတွေ့နေရမယ်လို့ထင်တယ်လက်ရှိရှိတဲ့ကလေးတွေရဲ့လုံခြုံမှုပေါ့နော်သူတို့စိတ်ထဲမှာရှိစိတ်ပန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေစိတ်ပန်းဆိုင်ရာခံစားနေရမှုတွေနာကျင်မှုတွေဒါတွေကလည်းသတိချက်စရာဖြစ်နေတယ်လို့ကျွန်မမြင်တယ်။ဘာပြဿနာပဲဖြစ်လာလူဆိုကအမျိုးကကျွန်တော်တို့လူအတိုင်းဝိုင်းမှာဆိုလို့ရှိရင်တော့တစုံတစ်ခုဖြစ်လာခဲ့လို့ရှင်မိဘကိုအပြစ်တင်ကြုတ်ခွဲမယ်သို့မဟုတ်ဆရာမကိုအပြစ်တင်ကြုတ်ခွဲမယ်ပေါ့နော်ဒီလိုမျိုးတွေဖြစ်ကြတယ်။ဘာကြောင့်လဲဆိုတော့လူဖြစ်တဲ့အတွက်ကြောင့်မလို့တခုခုဖြစ်လာလို့ရှိရင်ကျွန်တော်တို့တယောက်ကိုတယောက်အပြစ်တင်ကြုတ်ခွဲကြတာထုံးစံဖြစ်တယ်တဘာဝဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ကဓာတ်တက်ပို့ပြီးတစ်ဆင့်မြင့်တဲ့အနေထားနဲ့ပူစဉ်းစားအောင်လုပ်တယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကလေးတွေကိုပြုစုပြောထောင်တဲ့အချိန်မှာကျမတို့တမိသားစုတည်းလည်းကလေးကိုပြုစုပြောထောင်လို့မရပါဘူး။ကျောင်းကိုပို့လိုက်လို့ဆရာဆရာမတွေနဲ့လည်းပြုစုပြောထောင်လို့မရပါဘူး။သားသမီးကလိမ္မာနေလို့လည်းအကုန်လုံးမပြီးပါဘူး။ဒီသားသမီးလိမ္မာဖို့အတွက်သူတို့ဖြတ်တန်းရတဲ့ပတ်ဝန်းကျင်ဆိုတာရှိပါတယ်။ပတ်ဝန်းကျင်အတိုင်းဝိုင်းကလည်းပိုပြီးကောင်းမှုလိုလာတာကိုကျမတို့တွေ့ရတယ်။အဲဆိုကျမတို့ခုလူအတိုင်းဝိုင်းကြီးကြည့်လိုက်လို့ရှိရင်ကျွန်တော်မြန်မာလူအတိုင်းဝိုင်းမှာဆိုလို့ရှိရင်ကျမတို့တွေကလေးတွေကြမ်းတမ်းလာတယ်ဆိုတာမျိုးတော့ကျမတို့မြင်ကြတာလူကြီးတွေကိုယ်တိုင်ကဒီလိုမျိုးအပြုတ်မှုတွေကလေးတွေလေးစားအတူယူရတဲ့အပြုတ်မှုအနေထားအပြောအဆိုဒါမျိုးတွေကိုကျမတို့အများကြီးပြုပြင်ပြောင်းလဲလို့လိုနေတာကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့စကားပုံတစ်ခုရှိတယ်။နည်းနည်းတော့ရိုင်းညင်ရလိမ့်မယ်။ရှေ့ကနွားလာဖြောင်းဖြောင်းသွားမှနောက်ကနွားများဖြောင်းဖြောင်းလိုက်ဤတဲ့။ဒီလိုမျိုးအတိုင်းပဲကျမတို့ကလေးတွေကိုပိုကောင်းတဲ့လမ်းတွေကိုညွှန်ပြရမယ်ဆိုလို့ရှိရင်ကျမတို့ကိုယ်တိုင်လမ်းကြောင်းတွေကိုဖြောင်းဖြောင်းလျှောက်ဖို့လိုပါတယ်။ဖြောင်းဖြောင်းသာမလျှောက်ဖို့ဆိုလို့ရှိရင်တော့ကျမတို့ကကိုယ်သာမလျှောက်တယ်သူများကိုသွားပြီးတော့နင်ကလမ်းကောင်းကောင်းလျှောက်ပါလား။နော်နင်ကဘာလို့ငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ပုံစံမျိုးနဲ့ကျမတို့ကလေးတွေကိုသွားပြီးတော့လမ်းပြလိုက်တယ်ဆိုလို့ရှိရင်သူတို့လည်းနာခံမှာမဟုတ်ဘူးသူတို့မနာခံဘူးဆိုလို့ရှိရင်ကျမတို့ပတ်ဝန်းကျင်ကောင်းကိုဖန်တီးလို့ရမှာမဟုတ်သလိုဒီပတ်ဝန်းကျင်ကောင်းမှာဖန်တီးရတဲ့အကြောင်းမလို့တစုံတဦးနဲ့တဦးပေါင်းသင်းဆက်ဆံ coordinate လုပ်ရတဲ့အချိန်မျိုးတွေမှာလည်းပုံမကောင်းမွန်တဲ့ရလဒ်တွေထွက်လာမှာမဟုတ်ကျမတို့စိုးကြိုးတွေသာရလာတတ်တယ်ဆိုတာကိုလည်းသတိချက်ဖို့လိုပါတယ်အဲဒါကြောင့်မို့လို့ကျမတို့ကအရှိမဒီကလေးတွေရဲ့ဘဝတွေကိုကောင်းစေခြင်းနဲ့တိုးတက်စေခြင်းနဲ့လူရည်မှုလေးတွေဖြစ်စေခြင်းနဲ့ဆိုရှင်မိဘလည်းပါရမယ်။ကျောင်းသားကိုယ်တိုင်လည်းပါဖို့လိုတယ်။ကလေးတွေကိုယ်တိုင်လည်းပါဖို့လိုတယ်။ဆက်စမတွေပါဖို့လိုတယ်လို့ကျမတို့နဲ့သူတို့နဲ့ထိတွေ့ဆက်နွယ်နေတဲ့ပတ်ဝန်းကျင်အတိုင်းအဝိုင်းတစ်ခုလုံးဥပမာမိသားစုတိုင်းအိမ်ဆောင်စုတိုင်းကကောင်းမွန်တဲ့လူတွေဖြစ်နေမှသာလျှင်ကျမတို့လူအတိုင်းအဝိုင်းကောင်းတစ်ခုဖန်တီးလို့